ကြည့်ပါအောင်ရှင်ဘလောက်လာတဲ့ဆိုင်ကယ်လေးလဲဆိုတော့လေးနဲ့ဖွင့်ပိတ်လောက်ရတာเนาะပြီးလို့ရှိရင်တော့မီးလေးတွေရောင်ဆုံးပါပါတယ် site ဆိုလို့ရှိရင်လည်းမသေးဘူးเนาะဒါ3နှစ်လက်လီပါဆိုတော့3နှစ်လောက်ကနေစပြီးတော့စီးပေးပါ3နှစ်လောက်ကနေဒါ10နှစ်လောက်ထိစီးလို့ရပါတယ်ရှင်ဘိန်းတွေလည်းမီးလင်းနဲ့ဒီဘေးမာတွေလည်းမီးတန်းလေးတွေပါပါတယ်လီကာမန်မီးလင်းနဲ့ဗတ်မှန်လေးလည်းမီးလင်းပါတယ်ရှင်သူကလေလီဘာဆွဲလိုက်တယ်ဆိုလို့ရှိရင်တော့ mindless လေးတွေပါပြေးပါတယ်เนาะဒီလိုလေးတွေပါ mindless လေးပြေးပါတယ်ရှင်တပတ်ကဆိုလို့ရှိရင်ဒါဘိန်းမီးလေးတွေဖွင့်ပိတ်ပေါ့နော်ဘိန်းမီးဖွင့်ပိတ်လေးလည်းခလုတ်လေးတက်ပါအောင်မယ်နော်ဒီကနေပြီးတော့မှလည်းဒီဘေးကပေါ့နော်မီတန်းလေးကိုဖွင့်ပိတ်လုပ်ချင်တယ်ဆိုလည်းလုပ်လို့ရပါတယ်တကယ်လို့နေ့လည်နေခင်းဒီမှာပိတ်ထားချင်တယ်ဆိုလို့ရှိရင်လည်းပိတ်ထားလို့ရတယ်ဘက်ထရီစားတက်တာတယ်ပေါ့နော်တကယ်လို့ကိုယ်ဖွင့်ပြီးတော့ပဲမောင်းချင်တယ်လာတာကြိုက်တယ်ဆိုလို့ရှိရင်လည်းဒါလေးနဲ့ဖွင့်ပိတ်လုပ်လို့ရတယ်တစ်ချက်တည်းဆိုတော့ home ဖြစ်နေမယ်နော်Bluetooth လေးလည်းပါဝင်ပါတယ် Bluetooth ပါတဲ့ခါကျတော့ဖုန်းနဲ့ချိတ်ပြီးတော့တချင်းလေးတွေဖွင့်ပေးမယ်ဆိုလို့ရှိရင်လည်းဖွင့်လို့ရပါတယ်ရှင်ဒီလိုလေးပါအရောင်ကတော့အဖြူရောင်လေးရမယ်အနီရောင်လေးရမယ်အနှက်ရောင်လေးရပါမယ်ရှင်ဆိုင်မှာလာအားပေးမယ်ဆိုရင်ဆိုင်လိပ်စာလေးရရန်ကုန်မြို့မရန်ကုန်နေရက်ကွယ်ဥပမာမီပွိုင်းနီကျွေတက်မှတ်တိုင်လဲဖို့လမ်းမကြီးပါရှင်Viber နေဗီဒီယိုကောနဲ့ကြည့်ရှင်နေဆိုရင် Viber နံပါတ်လေးတွေက399658545339903316ခွန်6ခွန်ပါရှင်ဘိုင်းဘိုင်း